ဘာကြောင့်ဆက်မလို့လဲဆိုတော့ဒီမှာလည်းရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်ဒါအိမ်မှာကလိထားတဲ့ဘိန်းတွေပေါ့နော်အိမ်မှာကလိထားတဲ့ဘိန်းဆိုတော့သူကဒီမှာဆိုင်ကနေမှာမီးထုတ်တွေလည်းဝယ်မှာလဲထားတယ်ကာဘရိုက်တာတွေလည်းလဲထားတယ်ပြီးတော့လို့ရှိရင်ကျတော့ဒီ CDI နေလဲပေါ့နော်လဲထားတယ် CDI နေချိတ်တာလည်းမှန်တယ်ဒါပေမဲ့ plug ကလည်းမီးထွက်တယ်ပေါ့နော်အဲ့ဒါဘာလို့ဆက်မလို့လဲဆိုတော့ဒီမှာတစ်ချက်ပြမယ်တိုင်မင်ချင်းနဲ့တစ်ချက်လဲထားတယ်တဲ့တိုင်မင်ချင်းနဲ့လဲထားတဲ့မာကာတွေလည်းမှန်တယ်ဒီမှာပြပြီးတော့နော်မာကာလည်းမှန်တယ်ဆိုတော့ဟုတ်ပြီမီးထွက်ရတဲ့နဲ့ဘာလို့ဆက်မလို့ရလဲဆိုတော့ဒီမှာတစ်ချက်လိုက်ကြပါဦးဟုတ်ကြည့်ရအောင်နော်အခုကဒါညီမတို့တောက်ဖွင့်လိုက်မယ်ပေါ့နော်တောက်ဖွင့်ပြီးညီမတို့ပလက်ကောင်းလေးတစ်ချက်ဖြုတ်လိုက်မယ်လက်ကောင်းဖြုတ်လိုက်မယ်ပေါ့နော်လက်ကောင်းဖြုတ်မယ်ပြီးရင်တက်ဆဲမယ်နော်မီးလိုက်အားကောင်းတယ်ပေါ့နော်ဆက်ပြပေးမယ်ဒါမီးထွက်တယ်နော်မြင်ရရနော်မီးထွက်တယ်မီးထွက်ရတဲ့နဲ့ဆက်ကမနိုးဘူးနော်ပလက်လည်းအစ်စ်လဲထားတယ်အဲ့ဒါဆိုလို့ရှိရင်ညီမအဲ့ဒါနဲ့ညီမဆိုင်ကိုလာပြီးတော့ပို့လိုက်တာပေါ့နော်ညီမရေးတဲ့ဆက်ကမနိုးတော့ဘူးပေါ့နော်ဆက်ကမနိုးတဲ့တိုင်မင်ချင်းတော့လဲထားတယ်တဲ့ပြီးတော့လို့ရှိရင်ကာဘရိုက်တာလည်းတစ်လဲထားတယ်ညီမဆက်နေဝယ်သွားတာတဲ့လဲထားပြီးအားလုံးအဲ့ဒါဘာလို့ဆက်မနိုးရလဲဆိုပြီးတော့ဆိုင်မှာလာပို့တာပေါ့နော်အဲ့နဲ့ညီမပြောလိုက်ပါတယ်စစ်စရာဆိုလို့တခုပဲကြံတော့တယ်လို့တန်လိုက်သုံးကီးတဲ့မတဲ့ပဲကြည်ရတော့မှာလို့အဲ့ညီမကတန်လိုက်သုံးကီးကိုတဲ့မတဲ့တော့ကြည့်မှာပေါ့နော်အဲ့ဆိုတော့ညီမဖြုတ်တဲ့ပုံစံလေးလိုက်ပြပေးမယ်ဒီလိုက်တဲ့မတဲ့လိုက်ကြည့်အောင်နော်တန်လိုက်သုံးဖြုတ်ဖို့အတွက်ကိုညီမတို့ကဒီစနစ်ဝါလေးနဲ့ပေါ့နော်ဒီအတန်လေးကိုဖြုတ်လိုက်မှာဖြစ်ပါတယ်တန်လိုက်သုံးဖြုတ်ဖို့ငဂျင်းမီရှိတယ်ငဂျင်းမီပါတယ်ဆိုရင်ငဂျင်းမီကိုဖြုတ်လိုက်ပါနော်ချစ်တီနော်ဖြုတ်မယ်ပြီးရင်တန်လိုက်အောင်ဖြုတ်မယ်ညီမတို့ကဒီဆက်လေးနှက်ကိုပေါ့နော်ဆက်လေးအသီးလေးနဲ့အရင်ဖြုတ်ကြည့်လိုက်မယ်ဖြုတ်ကြည့်ပြီးမှကီးလိုင်းတစ်ချက်ကြည့်မယ်ကီးလိုင်းတဲ့မတဲ့ရင်ကြည့်အောင်ကီးလိုင်းလေးကတော့ကြည့်ရင်တော့တဲ့မလို့ပဲเนาะတဲ့နေတယ်ပေါ့เนาะအခုဒီမှာကီးလိုင်းကအပေါ်မှာเนาะကီးလိုင်းလေးကအပေါ်မှာတစ်ချက်ကြည့်ထားမယ်ဒီမှာเนาะကီးလိုင်းလေးကတော့အစ်စ်ကလေးကဒီတန်လိုင်းရဲ့အပေါ်မှာပေါ့เนาะဒါပေမဲ့အတွင်းထဲကိုဖြုတ်ကြည့်အောင်ကီးလိုင်းဘယ်နာရောက်နေလဲဆိုတော့ကျွန်တော်ချက်ကြည့်အောင်เนาะဒီမှာဒါတန်လိုက်3ဖြုတ်တဲ့ပူလားနဲ့ပေါ့เนาะအရစ်ကိုတော့နာလေးမြဲအောင်တော့ကြက်ပြီပေါ့เนาะအရစ်မမြဲလို့ရှိရင်အရစ်တွေနာဝါတတ်တယ်စက်ခွန်အတီးလေးနဲ့ကြက်ပေါ့နော်ဒါခုနကဒါဒီမှာနော်သူ့ရဲ့ကီးလိုင်းကိုတစ်ချက်ကြည့်ရအောင်ဒီမှာနော်ဒီအတက်ကလေးကအပေါ်မှာဆိုဒီမှာကီးလိုင်းကဒီဘက်ကိုရောက်ဒီမှာကီးလိုင်းကဒီဘက်ရောက်တယ်ကီးဆန်ကိုပါမလားသူဖြုတ်တဲ့အချိန်မှာကီးဆန်မပါလားသူတတိမထားမိတာဖြစ်မှာပေါ့နော်ဒီမှာကီးဆန်မပါတဲ့ခါကျတော့ကျွန်တော်တန်လိုက်တုံးကမချိတ်တော့သူကဒီမှာအထစ်ကလေးမဖြစ်တော့ဘဲနဲ့ကီးလိုင်းနဲ့ဒီတန်လိုက်တုံးကီးနဲ့ဒီတန်လိုက်တုံးကွာလေးနဲ့ပေါ့နော်မချိတ်တဲ့ခါကျသူ့ညံတဲ့တုံးမဖြစ်တန်လိုက်တုံးကကီးလိုင်းမတဲ့တဲ့ခါကျရင်လုံးဝဆက်မနိုးနော်မီးဘလောက်ပဲထွက်နော်တခြားဘာတွေပဲလဲနေတန်လိုက်သုံးမတဲ့ဘူးဆိုမီးလုံးဝဆက်မနိုးနော်ဒါညီမတို့မန့်ထဲမှာလည်းမေးထားရရမ်းများတယ်မီးလည်းထွက်တယ်ဆက်မနိုးအမရေးဆိုမှခဏခဏလာမေးရနော် TikTok မှာရောဒီ Facebook page မှာရောပေါ့နော်ညီမရမ်းလာမေးကြတယ်ဒီကီးဆန်လေးမပါတာပေါ့သူကကီးဆန်လေးမေးခဲ့တယ်ထင်တယ်မေးခဲ့တဲ့ခါကျတော့သူကတခြားဟာတော့သူလှုပ်တတ်တယ်ဆိုပေမဲ့လည်းလေနော်လှုပ်တတ်တယ်ဒါပေမဲ့ကီးဆန်လေးကိုသူတတိမထားမိဘူးတရားလေးရကြတော့ဖြစ်တတ်တဲ့ဘောပေါ့နော်တချို့တွေလည်းအဲ့လိုမေ့ကောင်းမေ့နိုင်တဲ့ဘောဒီတန်လိုက်သုံးဖြုတ်တဲ့အချိန်မှာလည်းကီးဆန်တစ်ခါလေးကပ်ပတ်သွားတယ်မျိုးရှိရခြောင်နေတဲ့ခါကျတော့လေအဲ့တော့ဒီကောင်ကကီးဆန်မပါလာဒီကီးဆန်လေးမပါလာတော့ဒီတန်လိုက်သုံးနဲ့ကီးလိုက်နဲ့လုံးဝမတည့်ဘူးပေါ့နော်ဒါဖြစ်တတ်တဲ့ဘောလေးအဲ့ဒါညီမကဒီကီးဆန်မိုင်းဆိုင်မှာရှိရပေါ့နော်မိုင်းဆိုင်မှာရှိတော့ညီမထည့်ပေးလိုက်ပါမယ်ကီးဆန်လေးထည့်ရင်မှဒါပြန်နှိုးကြည့်အောင်နော်မီးစီဒီယန်နေလဲလဲထားတယ်ဆိုတော့ဒါကျန်တဲ့ဟာအကုန်လုံးစုံနေမီးလေးထွက်အားလဲကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းဆက်မနိုးတန်လိုက်သုံးကီးလိုင်းမတည့်ဘူးဆိုလို့ရှိရင်ဒါလုံးဝဆက်မနိုးနိုင်ပါဘူးဆိုဒီမှာကီးလိုင်းလေးတစ်ခုထည့်ပေးမယ်နော်ဒီမှာကီးဆန်ဆိုတာဒါလေးကိုပြောတာဒါအလွတ်ဝယ်လို့ရတယ်နော်ဒါညီမရဲ့ဆိုင်မှာဟိုအဟောင်းလေးလည်းရှိရတယ်ဒါကောင်းသေးတော့ပေါ့နော်ဒါလေးထည့်ပေးလိုက်မယ်နော်ဒီမှာကြည့်ညီမတို့ကဒီမှာကီးဆန်လေးကိုထည့်မယ်ဆိုရင်ကီးလိုင်းလေးတည့်ကီးလိုင်းလေးကိုအရင်ဆုံးအပေါ်မှာပေါ့နော်အပေါ်မှာထားပေးလိုက်အဲ့ဒါမှရိုက်ထဲလို့ကောင်းတာပေါ့နော်
လိုလေးထားပြီးလိုက်အဲ့ဒါလေးကိုထည့်ဖို့ကဘာမှမခက်ဘူးနော်အဲ့လိုဒီမှာဒီစားလေးကိုလေးထောင်းလိုက်နော်ကြက်ကလေးကြောင်ထောင်းလိုက်ဒီဟာလေးကဒီခွက်လေးကဒီအောက်ကဒီနေရာလေးကအောက်မှာထားပေးရမယ်နော်ဒီဒဲလေးကအပေါ်မှာထားပေးရမယ်ဒီလေးထောင်းလိုက်ပါနော်ဒါပဲဒါလေးကိုတဲ့တော့ပီလေးနဲ့တူလေးနဲ့နည်းနည်းလေးရိုက်လိုက်မယ်တန်းလိုက်တော့ဒီနေရာလေးနဲ့ပေါ့နော်ဒီမှာဒီနေရာလေးနဲ့ဒီကီးဆန်တွေကိုတဲ့အောင်ထည့်မယ်အဲ့ဒါမှပဲဆက်နိုးမယ်နော်အဲ့လိုလေးချိတ်သွားမယ်နော်တဲ့မတဲ့ကိုတစ်ခါလေးကြည့်တဲ့သွားပြီဆိုလို့ရှိရင်တော့နှက်ဆွဲလို့ရရင်နော်ဟိုလေးဖုံးလိုက်မယ်တန်းလိုက်အောင်နက်က၄လုံးပါတယ်နော်တန်းလိုက်အောင်နက်မှာအောက်အရှေ့ကအောက်ဆုံးကကျန်တဲ့ဥစ္စာတွေကညီတယ်ဆိုတော့ဘယ်နေရာမှာထည့်ထည့်ရတယ်ဒီအတန်လေးပြန်ကပ်မယ်ဒီကီယာတန်တက်တဲ့နေရာမှာနဲ့မချောင်သေးတယ်နဲ့ချောင်လို့ရှိရင်ကီယာတန်လေးကထော်သွားတယ်နော်ဆိုရင်ညီမတို့ကဆက်တစ်ချက်ပြန်ပြီးတော့နော်မီးထွက်ပြီးတော့ပြန်ဆိုင်ကြည့်ဒီကလိုက်တယ်ငကိုတွေကလည်းမီးထွက်တယ်နော်ဆက်မနိုးတာပဲရှိတာအဲ့တော့ညီမကပလက်ကောင်းလေးပြန်တက်လိုက်မယ်နော်ဒါဆိုရင်ညီမတို့ကဆက်နိုးကြည့်မယ်နော်ဆောင်းလိုက်ပို့ပြီးဒါဆိုလို့ရှိရင်တော့တန်လိုက်တော့ကီးလိုက်မတက်လို့ရှိရင်လုံးဝဆက်မနိုးပါနော်တန်လိုက်တော့ကီးလိုက်တက်အောင်ထည့်ပါဘလောက်ပဲမီးထွက်တယ်တန်လိုက်တော့ကီးမတက်ကီးလိုက်မတက်ဘူးဆိုတော့ကီးလိုက်တန်လိုက်တော့ကီးလိုက်မတက်ဘူးဆိုရင်တော့ဆက်လုံးဝမနိုးနိုင်ဘူးပေါ့နော်အဲ့တော့တန်လိုက်တော့ကီးလိုက်တက်အောင်ထည့်ပါဒီထွက်တိုင်းနဲ့ဆက်ကမနိုးဆိုလို့ရှိရင်